မင်္ဂလာပါရှင်ကိုတူတာ channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါတယ်အခုဒီခါမှာတော့နီပေါနိုင်ငံရဲ့အကြောင်းကိုဝေမျှပေးချင်ပါတယ်နီပေါနိုင်ငံဟာတောင်တန်းများနဲ့လှပသောသဘာဝပတ်ဝန်းကျင်တို့ဖြင့်ထင်ရှားတဲ့တောင်အာရှရှိနိုင်ငံတစ်နိုင်ငံပဲဖြစ်ပါတယ်နီပေါကိုကမ္ဘာအမိုးဟုတင်စားခေါ်ဆိုကြပြီးဧဝရက်တောင်ပါဝင်ကမ္ဘာအမြင့်ဆုံးတောင်များစွာတည်ရှိရာနေရာလည်းဖြစ်ပါတယ်နီပေါနိုင်ငံဟာသမိုင်းကြောင်းအရလည်းထူးခြားပြီးရည်ကြီးမှုအမွေအနှစ်များစွာကိုပိုင်ဆိုင်ထားပါတယ်။နီပေါနိုင်ငံဟာတရုတ်နဲ့အိန္ဒိယနိုင်ငံတို့ကြားတွင်တည်ရှိပြီးဧရိယာစတုရန်ကီလိုမီတာ3,49,516ရှိပါတယ်။နိုင်ငံရဲ့မြောက်ဘက်မှာတော့ဟိမဝန္တာတောင်တန်းများတည်ရှိပြီးတောင်ဘက်မှာတရိษံနှင့်သစ်ပင်ပန်းမန်များကျွဲဝသောတရိษံဘီးမဲ့တောများရှိပါတယ်။နီပေါနိုင်ငံရဲ့မြို့တော်မှာကတ္တမန္ဒူဖြစ်ပြီးသမိုင်းဝင်ဘုရားကျောင်းများနဲ့ရှေးဟောင်းအဆောက်အအုံများစွာတည်ရှိနေပါတယ်။နီပေါနိုင်ငံဟာအမြင့်ပေအလိုက်ရာသီဥတုအမျိုးမျိုးကွဲပြားပါတယ်။မြောက်ဘက်တောင်တန်းဒေသများမှာစီးနှင်းများဖုံးလွှမ်းနေပြီးတောင်ဘက်ဒေသများတွင်အပူပိုင်းရာသီဥတုကိုတွေ့ရပါတယ်။နီပေါနိုင်ငံဟာစီဝမျိုးစုံမျိုးကွဲများကျွေပါသည့်နိုင်ငံဖြစ်ပြီးရှားပါတော်ရိုက်တိရစ္ဆာန်များနှင့်သစ်ပင်မျိုးစိတ်များစွာရှင်သန်နေထိုင်ပါတယ်။နီပေါနိုင်ငံတွင်လူမျိုးပေါင်းစုံနေထိုင်ပြီးများသောအားဖြင့်နီပါလီ၊ဘော်ရီယာ၊ရိုင်းများနှင့်ရှားပါလူမျိုးစုများပါဝင်ပါတယ်။နီပေါလူမျိုးများဟာဗုဒ္ဓဘာသာနှင့်ဟိန္ဒူဘာသာကိုအဓိကထားကိုးကွယ်ကြပြီးဒသနိကဗေဒနှင့်အနုပညာလက်ရာများတွင်အထူးကျွမ်းဆုံးဖြစ်ပါတယ်။နေ့စဉ်ကျင်းပသည့်ဒသနိကပွဲတော်များနှင့်ဘာသာရေးပွဲတော်များသည်နီပေါယဉ်ကျေးမှုရဲ့အရေးပါသောအစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။နိုင်ငံရဲ့စီးပွားရေးဟာစိုက်ပျိုးရေးအပေါ်အဓိကမီခိုနေပြီးလူဦးရေ၏90%ခန့်သည်ကျေးလက်ဒေသများတွင်နေထိုင်ကာစိုက်ပျိုးရေးလုပ်ငန်းများဖြင့်အသက်မွေးကြပါတယ်။နီပေါနိုင်ငံဟာကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများအတွက်ထင်ရှားပြီးတောင်တက်ခရီးသွားများကိုဆွဲဆောင်နိုင်သည့်နေရာတစ်ခုလည်းဖြစ်ပါတယ်။ဒါပေမဲ့နီပေါနိုင်ငံဟာဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ပြီးစီးရဲမွဲတေမှုနဲ့အလုပ်အကိုင်အခွင့်အလမ်းနည်းပါးမှုတို့ကိုရင်ဆိုင်နေရပါတယ်။နီပေါနိုင်ငံဟာသဘာဝလတရားများကျွယ်ဝသောယဉ်ကျေးမှုများနှင့်သမိုင်းအမွေအနှစ်များဖြင့်ထင်ရှားသည့်နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ကမ္ဘာအမိုးဟုတင်စားခေါ်ဆိုခံရသည့်နီပေါနိုင်ငံသည်ခရီးသွားများအတွက်စိတ်ဝင်စားဖွယ်ရာနေရာတစ်ခုဖြစ်ပြီးလူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်ကြိုးပမ်းနေစေနိုင်ငံလည်းဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်။